ဒီနီးလေးကတော့ဒီထိုးတဲ့နီးပေါ့နော်ဒီမထိုးခင်မှာကြိုတင်ဆောင်ရွက်သွားပြီးထိုးတဲ့နီးလေးပါအဲ့တော့အရင်တော့ဆရာပြောခဲ့သလိုပဲစာနယ်ရေးပြရင်အတန်ထွက်ပြပါပြောတယ်အတန်ထွက်ပြပါလို့ပြောတဲ့အခါမှာစာနယ်ရေးပြပါလို့ပြောတယ်အဲ့တော့နှစ်ခုလုံးပေါအောင်ဒီလိုပဲဆရာရေးပြလိုက်တယ်ပထမဆုံးလုပ်ရမှာကတော့ဖန်ခွက်တစ်ခွက်ပေါ့နော်ဖန်ခွက်ထဲကိုစာလေးနည်းနည်းထည့်ပါမယ်သုံးမှုတမုံတော့ပေါ့နော်ဖန်ခွက်ခတ်သေးသေးပါပဲအဲ့တော့ဖန်ခွက်ပဲရပါမယ်ပလတ်စတစ်ခွက်မရပါဘူးအရင်လည်းပြောပြီးသားပါအဲစာထည့်ပါမယ်နှစ်စုံသုံးစုံတော့ပေါ့နော်ပြီးရင်ဘယ်လက်ကလေးနဲ့အပေါ်အုပ်ထားပါမယ်ဘယ်လက်နဲ့အုပ်တယ်လက်ဝဲလက်လို့လည်းရေးလက်ဝဲမသိဘူးလို့ပြောတဲ့သူရှိတယ်ထူးဆန်းပါတယ်ဆရာတို့ကားဒီလမ်းဆိုင်ဘုတ်တွေမှာလက်ဝဲလက်ရဆိုရေးတာလက်ဝဲပဲမကွေရတော့တော့လက်ရကမောင်းပေါင်းရေးတာမသိဒုက္ခပဲအဲ့တော့ဘယ်ပဲလက်ညာပဲလက်တော့သိမသိပါနဲ့အဲ့တော့ဘယ်လက်နဲ့အုပ်ထားပါမယ်အုပ်ထားပြီးတော့ဒီမန်တန်လေးကိုရွတ်ပါမယ်ဒီမန်တန်ဘယ်နှခေါက်ယူမလဲအခေါက်80ရွတ်ပါမယ်အခေါက်80ရဘယ်လိုရမလဲဆိုတော့တယ်လီနဲ့မှဘယ်လိုမှမမှတ်တာပါအဲ့တော့ဇူဒီဟေဇူမန်နောက်တစ်ခေါက်ဆရာပြန်အတန်ထွက်ပြပါမယ်ဇူဒီဟေဇူမန်ဆိုတော့ခေါက်80ရုပ်ပါမယ်ရုပ်ပြီးလို့ရှိရင်ဒီပန်ကိုထည့်ရစားလေးကိုယူပြီးလက်ဝါးနှစ်ဖက်တွေကိုထည့်မယ်ထည့်ပြီးတော့ပုတ်ပါမယ်ပုတ်တဲ့အချိန်မှာလည်းကိုထီပေါက်ပါသေးကိုစိတ်ထဲမှာရှိတဲ့ဟိုဆန္ဒကိုထီထိုးဖို့အတွက်ဆူတောင်းပါမယ်အဲ့တော့ဘာထီမဆိုထိုးလို့ရပါတယ်ဘယ်နှလုံးပါတဲ့ထီဖြစ်ထိုးလို့ရတယ်ပြီးတော့ထီသွားထိုးလိုက်ပါလွယ်ယူစင်စင်လေးနဲ့နီးလေးပါပဲအဲ့တော့မန်တန်ကတော့ဇူဒီဟေဇူမန်ဟော90လို့ဖို့ယူဖို့လိုပါတယ်ဒါလေးကိုဆောင်ရွက်ခြင်းအပြင်မိမိရဲ့ထီခံကောင်းမွန်တိုးတက်လာပါဘူးလာစီဖို့ဆန္ဒပြုပါတယ်